Freedom, the heart,
ရှိပြုတော်ဤဘုရားဟာဒီနာပါတိနာတော့တဲ့ဟာလေးတွေ့ရတယ်ဘုရားဒီဝိသတော်ဇာဟာနဲ့အတေတော်ရဲ့အရေးကြီးခြင်းဒီစရလို့ပြောရတော့ကာမယအနိလေယာလာကျော်ထားတဲ့နောက်ပိုင်းလွတ်မြောက်တယ်ဆိုပြီးတော့သောကံတရားရဲ့ဒီလေးဆယ်လောက်ကသူတို့ရဲ့ဒီချာအားနဲ့တရားရှင်ကိုမယုံကြည်ပြုမှုပြောဆိုပြီးတော့မောဇက်နဲ့အာရုံကသူတို့ရဲ့သူမျိုးရဲ့အစားကိုကြားတယ်ဆုတောင်းစားတယ်ဘုရားရှင်ပြားတတိယအသေးကိုလုံးဝလုံးပါအဲ့ဒါဒီကိုရဲ့ကနာကိုပတ်သက်စင်အောင်ရောခေဒီပြောရှာအမေပြားဆက်သွားလိုက်ပါဒါလည်းဒီစိတ်ကြီးရဲ့ပါဒါကြောင့်ဓမ္မတို့ရဲ့တိတ်ခါမိသူတရားဥစ္စာမိမိရဲ့လူဆန္ဒနဲ့အာရုံတော်ဟုတ်တယ်။တရားရဲ့ဒီတော့စိတ်ခါရတော်ကပါဠိဓာတ်ပိုက်ဆိုင်တဲ့တရားတွေဆိုတာသင်ကြားပါဒီသူမြတ်ကြီးကိုစိတ်ရောဟိဇဟာနာနဲ့မရှိနေနိုင်တရားရဲ့အာရုံအားစိတ်ရောဟိဇဟာချုပ်ပြီးတွေးတော့ခံထားခဲ့သူတော်တွေတော့စိတ်ခါရမှာပါရင်ဇိပရောဟိဇဟာဖြစ်နိုင်ဒီလိုအန်ဒီနာအားဖြင့်အချမ်းသာတော်ဘောလူကဲတဲ့တော်ဟာတာမောင်းတဲ့ဒီပြတော်ရဲ့စာဖို့ခမ်းင်းကြီးပေါ်မှာနာစာရဲ့ဆွေးနွေးပါစာမှာတရားဒီနာဟောတဲ့ဘာလဲကနေမှာဘူးဘူးစီဦးဆောင်လို့တဲ့ကောင်းကြီးရဲ့စုကောင်းကြီးရဲ့ဒါကြောင့်စင်ကတစီလာဒီဘုရားဘောင်းတဲ့မှာတဲ့ဓာတ်နာတွေ့တယ်ဆိုရင်ဒီလိုစာပြီးတယ်ဆိုတာပြောခဲ့အကြောင်းကျွန်တော်အားလုံးဒီလိုမှဓာတ်ရမှာဆန်းထားတဲ့ပုံစံကိုအကြောင်းဘောင်းကင်ကြားမှာဒီတော့မှာကျူစုရဲ့ဒီဘုရားလူမျိုးဟောဒီတော့ရှိခိုင်တဲ့ဘာသာလူတွေဟောအဲ့ဒါဒီကိုဝိညာဉ်ကြီးမှာဘုရားရှင်ရဲ့အတွေ့တော်နဲ့အသားတော်ကိုဝိညာဉ်ရှင်အားဖြင့်လောကမှာအဲ့ရှင်ရဲ့ပြည့်တဲ့ဥစ္စာကိုပေါ်နေဖြစ်တဲ့အကြောင်းတို့တို့ဒီကနေ့ပေါင်းပေါင်းရှင်းစားဖို့ကြပါစို့အသေးတော်ကြီးဟာသဟာတော်ရဲ့စောင်းပေါ်မှာယုံကြည်ခြင်းတွေ၆ပါးနေတယ်အဲဒါကြောင့်ဘောရကြီးများလဲလာရင်အသိကြီးတဲ့ဘောရကြီးများရှိလာပြီဆိုရင်မနာမချင်းဘောရကြီးများရှိလာပြီဆိုရင်စားတယ်စဉ်းစားစရာရှိဒါကြောင့်ယဟာတို့မှာအပေနဲ့တရားတွေကအန်ဆာရတယ်ဆိုရင်အပြည့်ပြည့်ရရှိလူတို့သက်သာမှာမိမိရဲ့ဒီလိုပါဘူဆိုရတော့ဘုံရရှိခဲ့ပါတယ်လို့ဒီမြတ်အန်ဒီနာရဲ့တော့အပြည့်နဲ့ပေါ်ပြထားပါဒါကြောင့်ဘုရားရဲ့ကိုအခုဖာစားတဲ့
ဖြစ်ကြမှာဖြစ်တယ်ကျေးဇူးဆက်တင်တယ်ဒီရဲ့အားလုံးကိုမျက်မျက်မှုသဘောပေါက်ပြီးလူတွေစီမှာကိုရရှင်ကိုစားပြနေဒီမှာဒီမှာအကြောင်းထိုက်တာလို့ဘုရားကရှိတဲ့လို့ကတဟားလာကိုအမြင်ပတိအောင်လို့ပါတယ်ဘာသာလူသားပြည်ညာတရားတွေတော်ဟောကြားတဲ့ဒီမှာရှိဘုရားကိုပြုစုတော်မေတ္တာနဲ့ဆိုတဲ့ဒီမှာရှိဘာသာလူများဝိညာဉ်ပေါ်အားရှိခြင်းကျူတင်နေခြင်းတော့ခီးတဲ့မှာရွတ်ဆိုရမှာတဲ့အဲဒါကြောင့်จิตตาယဟာတို့ဝိနည်းတော်ဤလာကျင့်ချက်တဲ့လာနေအောင်ကျူးစာအားကြောင့်လိုပါလေအကြောင်းလဲဆိုတော့ဝိနည်းတော်တဲ့လာဆုံးလို့တဲ့ဘာညာကိုဘာသာလူများအထူးနေတဲ့ပြီးတော့ကျင်လေးစာအားကိုကြတယ်ဆိုတာတို့နှလုံးမကြဘူးခါလေးချိန်ရဲ့ချိန်အခါရဲ့ပြောပါလေစနေနေ့ဦးကြောင့်ဖြတ်ပါမယ်ကျိုးနေတော့ဒီကရှိတယ်တော့အောင်မြင်ခြင်းအောင်မြင်မှာဟုတ်တယ်ဘာလို့သူများနဲ့တို့ပုံမြတ်တဲ့မှာဒီစက္ကရာနဲ့ဝီရဲ့အကျိုးအရင်းနဲ့တင်းတဲ့မှာဒီလိုမျိုးလဲဆိုတာလေဘုရားတို့ရဲ့လို့ဆိုတဲ့အရာလို့ဆိုတဲ့ဒီလို့ဆိုတဲ့ပုံစံကိုကြည့်ပြီးတော့ကျွန်တော်တို့ရှင်းစားလို့ရတယ်အကြောင်းဒီနေ့တော့မင်္ဂလာရှိဘူးပရိတော်မင်္ဂလာရှိကျော်ချင်းမင်္ဂလာရှိတယ်ခရစ်မတ်မင်္ဂလာရှိလို့သုံးမျိုးဝိချာတန်တာကလေးပါတော်နိုင်ကလေးကိုကြည့်ယောက်ျားလေးမှာလူငယ်ပါကြီးကျော်ခြင်းအားနဲ့ခြင်းပါကြီးကျော်ခြင်းမင်္ဂလာရှိလူ့ဝတ်ခြင်းထားခြင်းအားဖြင့်တာမန်လာပြီးရွေးချယ်ခြင်းခံရတဲ့မျိုးမဲမျိုးမဲမျိုးတဟာမျိုးတန်ရှင်းရတဲ့လူမျိုးတရားသဖြင့်ပိုင်ဆိုင်တဲ့လူမျိုးဖြစ်ပြောလဲရှိပါတယ်ပထမဣတာခန္တီရိခိုင်ကူမှာရှင်းရှင်းတဲ့သင်္ကေတဟောကြားခဲ့တာဒီပါတယ်အကြောင်းကျွန်တော်တို့ခရစ်တော်အားဖြင့်တိုင်းရှင်းတာခရစ်မတ်မင်္ဂလာရှိလူမချင်းကိုခံခြင်းအားဖြင့်ဆယ်ဝီရကြီးတော်ကိုနဘာဖြစ်တဲ့ဉာဏ်ပညာနားလည်တတ်ခြင်းအကျဉ်းတတ်ခြင်းအင်အားတတ်ခြင်းတည်တတ်ခြင်းကြည်ညိုခြင်းနဲ့ကြောင်းလွန်ခြင်းတည်လို့သာရှိတာပါပဲအဲ့ဒါကြောင့်ရတယ်ကိုအပတိချာတဲ့ဒီစာမယာနာချာတဲ့ဘုရားရှိခိုးအောင်ကြီးအောင်အမျိုးမျိုးကုလုပ်ချာဒီရဲ့ခရစ်စတန်ဘဝကိုပြီးဆုံးသူပြည့်စုံတဲ့လူကဲလေးတွေကဒီမှာတဲ့ဘုံဘုံနဲ့အားစားမှုအခုပြတဲ့ကကျွန်တော်အားစားနေတယ်အဲ့ဒါလည်းစေခိုင်တဲ့ဘဝပါလိမ့်မယ်အကြောင်းရှိတော့ကျွန်တော်ပြန်အားလုံးချာပြီးကျွန်တော်ရဲ့ခန္ဓာကိုယ်မှာတန်ရှင်းတဲ့ဝိရောဓိယအေးမှုရတဲ့ပြေမှန်ဖြစ်လာတယ်ဆိုတာအတိတ်ကပရိယာကြပါစို့အကြောင်းဝိရောဓိယနဲ့သိစင်တဲ့ပုဂ္ဂိုလ်ဟာအပြောဆိုရတဲ့ပရိမာယအဝတ်အစားအစားတော့တဲ့ပရိမာယဘာလူကြီးနဲ့ဆက်ဆံတဲ့အချိန်မှာလည်းတောင်းလို့ချာလူကြီးကပြီးအကြောင်းဒီကနေ့ကျွန်တော်တို့ပြီးတော့စီမံတည်ကြည်ရုံနဲ့ဒီစုတဲ့မချမ်းမှာဖြစ်တဲ့သူများတို့ဖြစ်တဲ့အဲဒီဘာသာရေးလူနာများဝိရောစီ
ဝတ်ချင်တဲ့လူရဲ့အပိကိုညာခေကပုလို့တယ်ဆိုတာရှင်ရလို့ခံနေအဲ့ဒီစက်တွေကစက်နာမှာအတိအကျပြီးတာပါပဲပရိသောစီလူချင်းနဲ့အပိကိုလို့ချင်းအဲ့ဒါကျွန်တော်ညာခေအတူကြည့်လို့ဖြစ်တယ်အကြောင်းဘာလို့ညာနေလဲနာတာလီတာရောဆင်ညာပြန်အပိညာကိုမုန်းတော့တယ်ဒီရှိတဲ့သာသမီများဟောတနာ